ဒါဆိုအဲ့ဒီတပတ်စာကိုဘာမှမစားဘဲနေကြမယ်လေနော်အမေနော် ဒါနဲ့တုပ်ပေါ်ကလည်း TV ကြည့်နေတဲ့သူ့ရဲ့အဖေရဲ့လက်ကိုကင်လှုပ်လိုက်ပြီးတော့ အဖေလို့နော် အဖေကတားမေသဘောပဲလေတားမေကိုသာရအောင်ပြော အမေကတော့လေဘူးဆိုဖေအောင်မတီးနိုင်ဘူးတော်ကြီးဟာမူကတာစားခြင်းနဲ့လို့ ဒီလိုနဲ့တုပ်ပေါ်လဲကျမ်းပြင်ပေါ်ကိုလဲအိပ်ပြီးတော့လူးလိမ့်နေကြတော့တယ် အေးယူလို့လုံးမနေနဲ့နော်မရဘူးဆိုရင်မရဘူးပဲအမေတို့ကတားအောင်မချစ်ဘူးဗျာမူကတာလေတခါစားဖို့ပြောနေလိုက်ရတာဘိုးကြီးတို့မိသားစုဆိုလေတွားအောင်စားပြီးပြီ ဟေးဘိုးကြီးတို့မိသားစုတော်မှသွားစားပြီးပြီတယ်လား ဟုတ်တယ်ဖေရဲ့ ကဲတင်းနေကြီးကျုပ်တို့လည်းမနှက်ဖြန်သွားစားကြတာပေါ့ကွာတာယာရဲ့နနက်ခင်းတစ်ခုမှာတော့ဖိုးတော်တယောက်သူ့ရဲ့မူခါထဆိုင်ရှိမှတပြည့်စီလဲရင်ရှိနေခဲ့တယ်ဘာလို့နဲ့ဒီနေ့နဲ့ဆိုကျုပ်ဆိုင်ဖွင့်တာ2ရက်မြောက်တဲ့နေ့ပဲဝယ်သူကလည်းတယောက်မှမရှိတဲ့ပြင်လာမရဲ့သူကလည်းမရှိသေးဘူးဒီတိုင်းဆိုကျုပ်အရင်ပြုတ်တော့မယ်နဲ့တူတယ်သူအဲ့လိုပြောနေတော့မှပဲငပင်ကတောင်တစ်ခုကိုထမ်းရက်နဲ့သူ့ရှိကနေဖြတ်သွားနေခဲ့တာပါအဲ့ဒါကိုမြင်လိုက်တဲ့ဖိုးတော်ကအကြံရရှိသွားခဲ့ပြီးငပင်ကိုလမ်းခေါ်လိုက်တယ်ငပင်ရေဖြိုးငပင် ဗျာကျွန်တော်ခေါ်တာလားဗျ အေးဟာမင်းဈေးတွေကပြန်လာခဲ့တာလား ဟုတ်တယ်ဗျကျွန်တော်အမေကိုဈေးကင်းကူပြီးပြန်လာတာဒါနဲ့ကျွန်တော်ကိုခေါ်ပြီးဘာပြောမလို့လဲ ဩအေးပါမင်းတို့အဖွဲသားတွေကိုကျုပ်အကူညီလေးတစ်ခုလောက်တောင်းညင်လို့ကွာ ဘာများလဲဗျ ဒီလိုကွာဒါနဲ့ဖိုးတော်လည်းသူပြောချင်တဲ့အကြောင်းအရာတွေကိုပြောပြလိုက်တော့တယ် ရရင်လေကျွန်တော်ဖိုးထူးနဲ့တိုင်ပင်ပြီးတော့ကိုကြီးဖိုးတော်ကိုအကြောင်းကြားပေးပါမယ် အေးကွာဒါဆိုကျုပ်စောင့်နေမယ်နော် ဟုတ်ကိုကြီးဖိုးတော်ဒါဆိုကျွန်တော်သွားလိုက်ပါအောင်မေဗျ အေးဟုတ်ပြီဒီလိုနဲ့ငပိန်ကလည်းဖိုးတော်ဆိုင်ရှိကနေထွက်လာခဲ့တော့တယ် ဖိုးထူးတယောက်ကတော့အဲကန်းရှိမှဖုံးထိုင်ကြည့်နေရင်တငယ်ချင်းနေလာကိုစောင့်နေခဲ့တယ်ဒါလီမစိုးဒီလိုလေးကြော်ညာမယ်သူအဲ့လိုပြောနေတော့မှငပိန်တို့3ယောက်သားကရောက်လာခဲ့ကြတယ်အောင်မလီမောလိုက်တာဟာတုပ်ဘောလေးပြောဆူဆူနဲ့ထိုင်ကုန်မှဝင်ထိုင်လိုက်တယ်တုပ်ဘောနင်ခုတလောပိုဝါလာတယ်လို့ပဲနော်အမောလည်းမခံနိုင်တော့တယ်လို့ပဲရှော့လေဆောင်အဲ့ဒီစကားပြောတဲ့သူငါ့ရန်သူပဲအဲ့ဒီလည်းမလျှော့နိုင်တယ်လို့အစားလည်းမလျှော့နိုင်ဘူးကွအေးပါအဲ့ဒီတိုင်းသားလေးနင်များလို့တက်လာနင်စီပါကြီးဖြစ်လာလိမ့်မယ်ဟဲ့ဖြစ်မလိမ့်စေပေါ့ဖြစ်လေကောင်းလေပဲဟေးဒီဝက်ပုံနေတော့ကဲပါစီပိုင်းဖြစ်တဲ့ကိစ္စကိုအသာထောင်းဖို့တို့မင်းကိုကြီးဖို့တော်ကိုကြီးတောင်းထားတဲ့ကိစ္စကိုဘယ်လိုလုပ်ပေးဖို့စဉ်းစားထားလဲအရင်ဆုံးတော့လက်ကမ်းစာဆောင်ဝေပြီးတကြားလုံးနဲ့ကမ်းပေးကြတာပေါ့လက်ကမ်းစာဆောင်ဝေယုံနဲ့မပြီးဘူးလားဖို့တို့ကတကြားလုံးကဘာလို့ဖို့လဲဒီလိုလေကွာလက်ကမ်းစာဆောင်ယူပဲဆိုဖက်ရမှာပြင်းဖို့ကောင်းတယ်လေဒါမို့တကြားလုံးလဲစားရမယ်ဆိုရင်ဒူပေးတဲ့လက်ကမ်းစာဆောင်ပို့ပြီးတော့ဖက်ကျင်စိမ်မဖြစ်ဘူးလားမင်းကြံလည်းမစိုးပါဘူးမင်းပြောတဲ့အတိုင်းငါကိုကြီးဖို့တော်ကိုပြောပြလိုက်မယ်လေโอเคငပိန်ဒါနဲ့ငပိန်လဲဖို့တော်ကိုဖုန်းဆက်ပြီးအကျိုးအကြောင်းပြောနေကြတော့တယ်ဖို့တို့ကိုကြီးဖို့တော်ရဲ့ဆိုင်ကိုကြော်ညာပေးရတော့ဟုတ်ပါပြီတို့မှမစားဘူးသေးတာဝယ်သူတွေမေးလာရင်ဘယ်လိုဖြေကြမှာလဲမူကထားဆိုင်တွေကတော့တခြားဆိုင်တွေလိုပဲတိတ်တော့မကွာပါဘူးအချင်းကောင်းရင်โอเคတာဆိုတော့အချင်းကိုအကောင်းဆုံးလောက်ခိုင်းထားလိုက်မယ်လေမူကထားအကြောင်းပြောနေလို့ငါတော့မူကထားစားကျင်လာပြီကိုကြီးဖို့တော်ကသူ့ဆိုင်တော့ကြော်ညာခိုင်းပြီးတော့မူကထားမကြွေးဘူးတဲ့လားတို့၄ယောက်စာကြီးကိုဘယ်လိုလုပ်ကျွေးနိုင်မှာတော့တို့ဘောရဲ့စင်ရင်ဆာဆာလေးပြောပါဦးဒါနဲ့ငပိန်ကဖုန်းပြောနေရကပြီးသွားခဲ့တယ်ဖို့တို့ရေမင်းပြောတဲ့အတိုင်းကိုကြီးဖို့တော်ကလက်ခံနေဟာအဆင်ပြေသလိုသာလှုပ်လိုက်တဲ့ကုန်ကြသမျှကိုသူခံမေးတဲ့ဟုတ်ပြီလေဒီညနေပဲလက်ကမ်းစာဆောင်အတွက်သွားရပြီးတော့နောက်ရက်တော့ရွာထဲမှာလိုက်ဝေကြတာပေါ့နောက်ရက်ရောက်တော့ဖိုးတူးနဲ့မိဝိုင်းကတဖွဲ့ခွဲပြီးရွာထဲမှာလက်ကမ်းစာဆောင်နေဝေနေခဲ့တာပါဒီလိုနဲ့သူတို့နှစ်ယောက်လည်းဝေသူရှိနေတဲ့ရခိုင်မုတ်တီဆိုင်ရှိကိုရောက်လာခဲ့တယ်ဖိုးတူရခိုင်မုတ်တီဆိုင်မှာဝေသူရှိနေတဲ့ဟာတော့ပေးကြမှာသူများဆိုင်မှာတော့မကောင်းနဲ့တူတယ်လာပါငါမှကြမ်းရှိ
ဒါနဲ့မိဝိုင်းလေးရှိကနေသွားလိုက်တော့ဖိုးတူလေးနောက်ကလိုက်သွားခဲ့တော့တယ်ဟိုအရှိသမီးတို့ကိုမှတ်မိတယ်မဟုတ်လားဒီမှာရခိုင်မုတ်တီလာစားနေကြလေဒါနဲ့ဆိုင်ရှင်တော်ကြီးကမိဝိုင်းတို့ကိုတေချာကြည့်လိုက်တယ်ဟေးဘသူများလေးလို့မှတ်မိတာပေါ့အရှိရဲ့ဖောက်တယ်တွေပဲဟာဟီဟုတ်တယ်ရှိရဲ့ဒါနဲ့လေဟိုမှာထိုင်နေတဲ့အမကြီးကိုဒီလက်ကန်းစာဆောင်လေးဝေကျင်လို့ရှင့်အော်အေးရရလေဝေးပါဒါနဲ့ဘာကြောင့်ညာလဲအရှိကိုလည်းတွေ့ရပေးခဲ့အောင်ဟုတ်ကဲ့ရှိဒီလိုနဲ့နှစ်ယောက်သာဆိုင်ရှင်ရှိနဲ့ဇွဲဝိုင်းမှာထိုင်စားနေတဲ့အမကြီးကိုပါလက်ကန်းစာဆောင်လေးဝေးလိုက်ကြတယ်သားတို့မူကရဆိုင်ပဲရောက်ပြစ်ခဲ့ရင်လာစားကြပါအောင်ဗျအချိန်လည်းမကန့်သက်ထားလို့ဆိုင်ဝဲချိန်ကနေပိတ်တဲ့တိစားလို့ရပါတယ်စားနိုင်တဲ့သူတွေအတွက်ဆိုရန်အောင်တန်မတော့ကျုပ်လည်းတရက်တော့သွားစားကြည့်ရမယ်ဆက်လာခဲ့ပါနော်ရှိအေးကွယ်အေးတပတ်မှာတော့တုပ်ဘောတို့နှစ်ယောက်ကတိမ်ထွက်တိမ်ဝင်နဲ့လက်ကန်းစာဆောင်ပြီးဝင်နေခဲ့တာပါဒီလိုနဲ့အိမ်တိမ်ရှိကိုရောက်မှာတော့ဟဲ့တုပ်ဘောဒီတကားမင်းခေါ်လိုက်ဟာခေါ်ပါလားမင်းငါကြီးပဲတောက်လျှောက်ခေါ်လာခဲ့တာကွမင်းလည်းခေါ်တဲ့ဒီလိုနဲ့နှစ်ယောက်သာသူကောကိုခေါ်လုံးနေကြတော့အိမ်ထဲကနေခွေးတဲ့ကောင်ကထွက်လာခဲ့ပြီးဟောင်းတော့တာပါအောင်မလေးခွေးကြိုက်တော့မယ်ချင်းနေငပိတ်ကြီးအဲ့လိုပြောပြီးငပိတ်နောက်မှာပြေးပုံလိုက်ချိန်မှာခွေးလေတုပ်ပေါ်ပြေးတာကိုမြင်သွားခဲ့ပြီးတော့တုပ်ပေါ်နောက်ကိုလိုက်တော်ရီဒါနဲ့တုပ်ပေါ်လေးငပိတ်ကိုပတ်ပြေးနေခဲ့တာပါဟဲ့အောင်တုပ်ပေါ်မင်းဘာလို့ပြေးနေရလဲဟာမပြေးရင်ငါ့ကိုကြိုက်မှာပေါ့ဟာခွေးလေတုပ်ပေါ်ကိုလိုက်မနေတဲ့နောက်ဆုံးငပိတ်ကိုလှမ်းဆွဲဖို့လုပ်တာဆိုတော့ငပိတ်မှာထွက်ပြေးရတော့တယ်။အမလေးတို့ဘောရေပြေးဟေးပြေးဒီလိုနဲ့နှစ်ယောက်သာအဲ့ဒီအိမ်ရှိကနေတန်းနေအောင်လို့ထွက်ပြေးသွားခဲ့တော့တယ်တပတ်လောက်ကြာပြီးသွားတဲ့နောက်မှာတော့ဖိုးထူးတို့ကြော်ညာပေးမှုကြောင့်ဖိုးတော်ရဲ့မူကထဆိုင်လေးကလည်းလူတွေစီပြီးတော့ရောင်းရလာခဲ့တယ်ဖိုးတော်ကတော့ဝယ်သူတွေကိုဝန်ဆောင်မှုပေးနေရင်အလို့ရှုပ်နေခဲ့တာပါကိုဖိုးတော်ရေကြာရီတော့ဝိုင်မှာမငိမ့်သွားပြီတော့โอเคကျုပ်လာခဲ့မယ်ကြာကြီးရေကိုဖိုးတော်ဒီနေ့တော့ရှေ့ဆိုင်ရရောင်းနေရပါလားတော့ဟုတ်ပါကွာဖိုးထူးလေးတို့ကြော်ညာပေးလိုက်တော့မှလူတွေတိတ်ကုန်တော့တာဒီလိုနဲ့နောက်တစ်ဝိုင်းကသူတွေကလည်းထအော်ပြန်တော်ရင်ဖိုးတော်ရေကျုပ်တို့ဝိုင်းမှာလည်းအသားတွေမရှိတော့ဘူးပြုတ်အဲ့ဒါတော့ကိုရိုင်းယူတဲ့စနစ်တောင်းရေကိုဟောက်ကိုသာကြိုက်တဲ့လောက်တွားယူကြည့်လိုက်တော့ကွာဒီလိုနဲ့ဖိုးတော်ရဲ့မူကထဆိုင်လေးကလည်းစားသုံးသူတွေနဲ့စီကားနေခဲ့တော့တယ်ညနေပဲရောက်တော့ငပိန်နဲ့တုပ်ပေါ်လေးအပေးအောင်မှာဂေါ်လီပြစ်တိုင်းကစားနေခဲ့ကြတယ်ကဲဒီတခါငါပြစ်တဲ့အလှဲ့ပဲငပိန်လွဲပါစေဟဲ့အောင်တော်နေစမ်းပါကွာငါအယုံစူးစိုက်လို့ရမနေဘူးအဲ့လိုပြောပြီးလှိတ်လိုက်ချိန်မှာတော့ဂေါ်လီပုံကြီးနဲ့လွဲသွားခဲ့တော့တယ်ဟာကွာတီလေးကိုလွဲသွားတယ်ဟာလွဲသွားပြီဟေးငါလှဲ့ပဲအဲ့ဒီအချိန်မှာပဲဘိုးကြီးတယောက်သူ့ဘိုက်ကိုပုတ်ပြီးသူတို့နာကိုရောက်လာခဲ့တာပါဟာမင်းတို့နှစ်ယောက်ကဂေါ်လီပြစ်တိုင်းကစားနေကြတာလားမြင်းရဲ့သားနေကိုမေးနေသေးတယ်ဒါဆိုငါလည်းပါမယ်လေမင်းမဂေါ်လီပါလို့လားအခုတော့ပါမလာပါဘူးဟာငါမိဘတွေနဲ့မူကရစာပြီးပြန်လာတာဆိုတော့ဒီလိုလုပ်လေနည်းနည်းလောက်ချိပေးပါလားမင်းကိုကြီးဖိုးတော်တို့ဆိုင်မှာမူကရသွားစားခဲ့ရလားဘိုးကြီးဟုတ်တယ်လေဘလို့လဲစားကောင်းလားကောင်းတာပေါ့ကွာအချင်းလဲလေရှေ့ကောင်းတော့ပဲဘိုးကြီးပြောတဲ့စကားကြောင့်တုပ်ပေါ်လေးစတွင်းမျိုးချလိုက်တယ်တရွာလုံးမှာလေသူတယောက်တည်းမူကရစားနိုင်တာကြလို့လာကြွားနေရငါပိငါလုံးမယ်ကြည့်ဒါနဲ့တုပ်ပေါ်လေးစက်ကစားနေကြတော့လေညဘက်ရောက်တော့တုပ်ပေါ်လေအဖေဖြစ်သူနဲ့ TV ထိုင်ကြည့်နေတော့မူကထစားခြင်းနဲ့ပိုးကထလာခဲ့တော့တယ်ဒါနဲ့တုပ်ပေါ်ကလည်းအဖေဖြစ်တဲ့သူနာကိုကတ်သွားလိုက်ပြီးအဖေဟေးဘာတော့သားတို့တရက်လောက်မူကထသွားစားရအောင်လေမူဘိုင်းအဖေကလည်းမူကထပါဆိုမှမူကထဘူပေးစားရမှာနော်အချိန်ကလည်းကန့်တယ်မထားဘူးတုပ်ပေါ်အဲ့လိုပြောနေတော့မှပဲဒေါ်တင်တွဲကရှောက်လာခဲ့တယ်ဘူဘေးတွေဘူဘက်တွေလုံမနေနဲ့အိမ်မှာချက်တဲ့ဟင်းပဲစားအမေကလည်းတရက်လောက်ဈေးမသွားပဲ
မနေ့ကနေမိုးချုပ်တဲ့ဒီစားလို့ရတော့သွားစားရအောင်ပါနော်လို့တော်မစားနိုင်ဘူးကျုပ်တို့ 3 ယောက်မူကထတစ်ခါစားရင်တပတ်စာတော့ဈေးဖို့ရှိရဲ့တော့ဟိုဒါဆိုအဲ့ဒီတပတ်စာကိုဘာမှမစားဘဲနေကြမယ်လေနော်မေနော် ဒါနဲ့တုတ်ပေါ်ကလည်း TV ကြည့်နေတဲ့သူ့ရဲ့အဖေရဲ့လက်ကိုကင်လှုပ်လိုက်ပြီးတော့ အဖေလို့နော် အဖေကတားမေသဘောပဲလေတားမေကိုသာရအောင်ပြော အမေရတော့လေဘူးဆိုဖေအောင်မတီးနိုင်ဘူးတော်ကြီးဟာမူကထစားခြင်းနဲ့လို့ ဒီလိုနဲ့တုတ်ပေါ်လဲကျမ်းပြင်ပေါ်ကိုလဲအိပ်ပြီးတော့လူးလိမ့်နေကြတော့တယ် အေးယူလို့လုံးမနေနဲ့နော်မရဘူးဆိုရင်မရဘူးပဲအမေတို့ကတောင်းအောင်မချစ်ဘူးဗျာမူကထလေးတစ်ခါစားဖို့ပြောနေလိုက်ရတာဘိုးကြီးတို့မိသားစုဆိုလေတွားအောင်စားပြီးပြီ ဟေးဘိုးကြီးတို့မိသားစုတော်မှာသွားစားပြီးပြီတယ်လား ဟုတ်တယ်ဖေရဲ့ ကဲတင်းနေရီကျုပ်တို့လည်းမနှက်ဖြန်သွားစားကြတာပေါ့ကွာတခါတလေပဲ ရှင်လဲနော်ခလေးအကြောင်းမသိရလဲမဟုတ်ပဲနဲ့အကျင့်လုံနေပြန်ပြီ လှုပ်ပြီးလိုက်ပါတင်းနေရီကျုပ်အဲ့ဒီစားငွေပို့ပြီးရှာပြီးပါမယ် ဒါဆိုလဲတော့သဘောလေရှေ့မူကထစားရတော့မှာပေါ့နော်ရှေ့ရိတ် တုတ်ပေါ်လဲအပျော်လွန်ပြီးတော့ထခုန်နေကြတော့တယ် နောက်နေ့မနေ့ရောက်တော့ဒေါ်တင်နဲ့လေလန်တိတ်ကမပို့စုံလို့ဆိုင်မှာကျက်သွန်ပြူဝဲဖို့အတွက်ရောက်လာခဲ့တယ်ဘုံဆောင်ကြီးကျုပ်ကိုကျက်သွန်ပြူအစိတ်သားလောက်ပေးပါအောင်တော့ရတယ်မတင်တွေဒါနဲ့ဒီနေ့ဘိုင်းချက်ကြကျုပ်တို့ဒီနေ့မိကိုတိတ်ပေါ့အေးဟဲဒါဆိုဘာစားကြရအောင်တော့ဘာမှမစားဘူးတမနဲ့လုံးအစာခဏတော့ကြီးခဏနေလေဖိုးတော်ဖွင့်ထားတဲ့မူကထသွားစားကြမလို့ဟေးတမိသားစုလုံးလားဒါပေါ့တော့ရှိတာမှဒီ3ယောက်လေးဘာစားအတူတူပဲပေါ့တော့ကောင်းနေမတင်နဲ့ရီကျုပ်လည်းဒီလဈေးရောက်ကောင်းရင်သွားစားရအောင်သွားစားတော့ရီကျုပ်စားပြီးရင်လည်းကောင်းမကောင်းလာပြောလိမ့်မယ်ဟုတ်ပြီမတင်နဲ့ရီဟုတ်ပြီဒီလိုနဲ့တော်တင်နဲ့လေဘိုးဆောင်စီကနေစက်သွန်ပြူဝဲပြီးပြန်လာခဲ့တော့တယ်တူဘောတယောက်ကတော့မှန်ရှိမှရက်ရင်အင်ကြီးတင်နဲ့စတိုင်ထုတ်နေခဲ့တာပါအမေငါလေးကဒီအင်ကြီးဝင်လိုက်တော့လူကြီးတယောက်လိုပဲစတိုင်ကြနေပါလားဒီလိုနဲ့တုပ်ပေါ်လေမှန်ရှိမှဘယ်ညာရင်းပြီးရှိနေခဲ့တယ်ဟိမိုက်တယ်အဲ့ဒီအချိန်မှာပဲဒေါ်တင်နှင်းကရောက်လာခဲ့တာပါဟဲ့တုပ်ပေါ်ဘာလို့ဒီအင်ကြီးဝတ်ထားတော့ချွတ်တခြားဝတ်ကြည့်ဟာအမေကလေဘာလို့လဲဗျဒါလောက်မိုက်တောင်ဟဲ့ဘာလို့ရမှာလဲဘူပေးသွားစားမယ်ဟောင်းလွတ်လပ်ရှိရဲ့အင်ကြီးတွေဝတ်တာမဟုတ်ဘူးဘာလို့ကြက်ထုတ်တာတွေဝတ်ထားရတာတော့ဒီလိုနဲ့မစားနိုင်ပဲနေလိမ့်မယ်မကြက်ပါဘူးမေရဲ့တားကငကိုတွေကဘိုက်ထွက်နေအောင်ပြီးတော့လေမစားနိုင်မှလည်းမပူနဲ့တားကတန်အောင်ငိုးစားမှာအေးအဲ့ဒါဆိုလေပြီးရောမြန်လို့အပြင်မှာတားပြီးစောင့်နေပြီဟုတ်မေဒါနဲ့တုပ်ပေါ်လေးနောက်ဆုံးတစ်ခေါက်မြန်ကြည့်လိုက်ပြီးရှေ့ကစပင်ကိုတက်လို့ထွက်လာကြတော့တယ် နောက်တော့တုတ်ပေါ်တို့မိသားစုလည်းမူကထစားကြဖို့အတွက်ဖိုးတော်ဆိုင်ကိုရောက်လာခဲ့ကြပါပြီ ကိုကြီးဖို့တော်ကြီးတားတော့မူကထစားမယ်ဗျ ဒါနဲ့ဖိုးတော်ကလည်းဆိုင်ထဲကနေထွက်လာခဲ့တယ်ဟာပထမဦးဆုံးဖောက်တယ်ရတုတ်ပေါ်တို့မိသားစုဖြစ်နေပါလားဟုတ်တယ်ဖိုးတော်ကြီးကျုပ်တာမင်းဆိုင်ရမူကထမှမစားရလို့ဆိုပြီးတော့တောင်းညံ့နေတာနဲ့ပဲခေါ်လာပေးခဲ့တာကွာအော်နောက်ဆုံးတော့အရှုံးပေးလိုက်ရပုံပဲဟုတ်ပါကွာတုတ်ပေါ်ကိုတော့ကိုကြီးက 10% discount လုပ်ပေးထားတယ်ကွာဘာလို့ဆိုကြော်ညာပေးတဲ့အဖိုးခအတွက်ပါ ဗျာဒါဆိုတားတို့တစ်ဖွဲ့လုံးလာရင် ဟုတ်တယ်တုတ်ပေါ်ရဲ့ ယေးမိုက်တယ်ဖိုးထူးတို့လည်းလေအတိသွားပေးအောင်မေ ကဲဒါဆိုရင်ကိုယ့်အိမ်လိုသဘောထားပြီးစိတ်ကြယူစားကြနော်ကိုကြီးအထဲမှာလုံးစရာလေးတွေရှိတယ်လို့သွားလိုက်အောင်မေ ဟုတ်ကဲ့ကိုကြီးဖိုးတော် ဖိုးတော်တရားဆိုင်ထဲကိုဝင်သွားပြီးနောက်မှာတော့တုတ်ပေါ်ကအ မေတားတို့စားချင်တာတွားရီကိုကြားတော့မလားခဏလေးအမေနဲ့အောင်လုံးမှားစရာရှိအရင်ဆုံးအရန်ဟင်းတွေကိုလုံးဝမစားနဲ့နော်ကြားလား ဘာဖြစ်လို့တော့တင်ရွယ်ရဲ့ ဘာဖြစ်ရမှာတော့ကိုမောင်တို့ရဲ့ဘူဘေးဆိုင်လာတာကိုတန်အောင်စားရမယ်လေရှင်းတို့သားအဖေကိုတရက်လုံးကျုပ်ဝမ်းမှချက်ကြွေမှာမဟုတ်ဘူးနော် ဒါဆိုမူကထကိုတန်အောင်ဘယ်လိုစားမလဲပြောပြပါဦး အရင်ဆုံးအသားတွေပဲရွေးစားကြမယ်ပြီးရင်ပင်လယ်စာစားမယ်အရွက်ကိုလုံးဝရှောင်မယ်ပြီးတော့အသားတွေထဲမှာဈေးထဲမှာအလွယ်တကူဝယ်လို့ရတာတွေပါရှောင်မယ်ကြားလားဟင်း
မူကရဆိုင်လာတာကိုစားကျင်တာမစားရအောင်တားရေခဲမှုနဲ့အသားလုံးနဲ့လည်းစားကျင်တာတော့အမေပြောတဲ့အတိုင်းလို့အသားလုံးတွေကဘိုက်ပြည့်လွယ်တယ်ပြီးတော့အချိုရည်လုံးဝမတောင်းနဲ့နော်နောက်ဆုံးမှတောက်မယ်ကြားကြလားဟုတ်ကြားပါတယ်ကဲအသားတွေတွားယူကြတော့ ဒါနဲ့တုတ်ပေါ်ကပွားစီပြောပြီးအသားတွေယူဖို့အတွက်ဆိုင်ထဲကိုဝင်သွားခဲ့တော့တယ်နောက်တော့3ယောက်သားအသားတွေကြီးရွေးယူပြီးတော့အားရပါရစားနေခဲ့တော့တယ် ဟာကင်ထားတဲ့သားတွေကကုန်သွားပြန်ပြီပြန်သွားယူလေဒီကအများကြီးယူခဲ့ကြားလားဟုတ် ဖိုးတော်ကတော့တုတ်ပေါ်တို့မိသားစုစားထားတဲ့ပကံအထက်လိုက်ကြီးကိုကြည့်ပြီးရင်တမမနဲ့ရှိနေခဲ့တော့တယ်အမလီဒီသားမိနဲ့ကျုပ်တနေရောင်းမှုပြင်ထားတဲ့အသားတွေလည်းကုန်တော့မှာပဲဟာမဖြစ်တော့ဘူးဒီတိုင်းဆိုကျုပ်အရင်ပြုတ်ယုံပဲရှိတော့မယ်ဖိုးတော်ကြီးမင်းလောက်ထားတဲ့အချင်းကြီးကရှေကောင်းတာပဲကွာဟုတ်လားဗျဒီလိုဆိုလဲများများစားဗျအဲ့ဒါတော့စိတ်ချလိုက်ဖိုးတော်ကြီးကျုပ်တို့မိသားစုကဒီနေ့အိမ်မှာမိကိုတိတ်ဆိုတော့စိုင်သိမ်းမှာပဲပြန်ကြမှာဗျာတုတ်ပေါ်တို့မိသားစုကိုဘူဖေးရောင်းမိတဲ့ဖိုးတော်ကတော့အသားတွေတစ်ခေါက်ပြီးတစ်ခေါက်သွားယူလိုက်စားလိုက်နဲ့လုံးနေတာကိုကြည့်ရင်ရင်ကွဲပက်လက်ဖြစ်နေခဲ့တော့တယ်ကုန်ပါပြီဗျာဖိုးတော်ကလည်းစိတ်ထဲကနေရေရွတ်နေရင်အရင်ပြုံးမဲ့အရေးကိုတွေးပူနေခဲ့တော့တယ်